ရတယ်ကိုမပုံပါလား ဒီကောင်မာလဲပေါ့ခေးလား ဒီနေ့ကတော့ကျဲနော် ဆိုင်ကလေးအင်းစင်းမောင်းလာရောဒီကနေ့မရက်ပေးတာနဲ့ညာ ပြောငိုးလာလေပြောပြဟာမဆိုင်ကရောင်းပြီးတော့အဲ့လောက်တော့ပြောနေရ ဆိုင်ကရောင်းတော့ဒီလောက်ပြောနေမလားငိုးနေမှာဘောကွာ ဟောဘာဖြစ်လာလဲလို့ ဘာပြမှာလဲကွာဆိုင်ကဘာကလာရလို့ ဒီကတော့မင်းဆိုင်ကဘက်မှာလည်းပါတယ်အောက်လည်းပါတယ်လိုက်ကလေးပဲဝိတ်လည်းပါတယ်ဆို ဟုတ်တယ်လေမင်းအင်ကြီးတောင်မှပဲအပြည့်စုံဝတ်ထားတာဆို ဒီဝင်နေဆိုဟုတ်တယ်ဖမ်းခဲ့တဲ့အကြောင်းကြီးငါပြစ်တယ်ငါပြစ်တယ် ဟာဘာဖြစ်လို့ ခုနကောင်မလေးသွားဖို့တော့လမ်းမှာကျုပ်ကလူကြီးကလိုင်းစင်စစ်ဖို့သူဆိုင်ကိုတားတယ်ငါလည်းငါမှပစ္စည်းပြည့်စုံပါတယ်ဆိုပြီးတော့ငါကတိတီနဲ့မရက်ဘဲနဲ့ငါမောင်းထွက်သွားတာ ဟော အဲ့နဲ့မရဲကောင်းလာဆိုနောက်ကလိုက်ဖမ်းပြီးတော့ငါဟုတ်တယ်ငါတခါတည်းဖမ်းလာတဲ့ရောက်ရင်ညနေကျမှရပ်မနာရုံမှာတန်းငွေလာဆောင်ရင်ဆိုင်ငယ်ပြန်ပေးမယ်တဲ့